ဒီနေ့ O ဆိုတဲ့ဟာလေးကိုပြောပြမယ် OWEO တဲ့ O ဆိုတာကအကျွေးတင်တယ်she owes $1,000 she owes $1,000 သူအကျွေး1000တင်နေတယ်နောက်တော့အရင်ခံတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျေးဇူးတင်တယ် I owe my teacher a lot ဆရာကိုကျေးဇူးအများကြီးတင်ပါတယ် O ပေါ့ I owe you မင်းငါကျေးဇူးတင်တယ်ဒါမှမဟုတ်လေပေးစရာရှိပေါ့ I owe you $1,000 မင်းငါ1000ပေးရမယ်အဲ့တော့ O ပေါ့နော်ခုနအရင်ခံတယ်ဆိုတော့ပေါ့ I owe my success to my mother အမေကြောင့်အောင်မြင်တယ် I owe my success to my wife ဇနီးကြောင့်အောင်မြင်တယ်နော်အဲ့ဒါမျိုး I owe my success to my friend တကယ်ချင်းကြောင့်အောင်မြင်တယ် I owe my success to my teacher ဆရာကြောင့်အောင်မြင်တယ်အဲ့ဒါနော်အဲ့လိုပေါ့ခုနအကျွေးတင်တယ်အရင်ခံတယ်ကျေးဇူးတင်တာပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်အိုးရဲ့အဓိပ္ပာယ်ကိုတချို့တို့ကကိုမျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် like and follow မှတ်ချက်ယူပါအောင် see you thank you bye bye